တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖုတရာလေးမှာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျင်းကားဒီပစွန်6ကျော်လောက်စားဖြစ်တာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဒီဟင်းကလေးရတာလေးရှိပြီးတော့ကျမကြီးအတွက်လည်းညီညွတ်ပါတယ်နော်ကျင်းကားဒီ3လုံးပြီးရင်ပစွန်6ကရေးဆေးထားပြီးသားပေါ့နော်ကျက်သွန်ဖြူ9မွားကျက်သွန်နီအိုချီတုပ်ပေါ့နော်ကျန်တဲ့ပါဝင်ပစ္စည်းတွေကကြတော့ချက်ရင်းနဲ့မှာပြောတော့မယ်နော်ကျဟင်းကားကြီးကိုလေးချမ်းပြီးလို့ရှိရင်အစီလေးတွေကိုဖေထားမယ်အစီကထည့်ပြီးတော့ကြော်လို့ရှိရင်လည်းကောင်းပါတယ်နော်ဒီတစ်ခါတော့မထည့်တော့ပါဘူးပြီးရင်သူ့ကိုအနေတော်လေးတွေလှီးထားမယ်ပေါ့နော်စားနဲ့နေပြီးလို့ရှိရင်သူ့ကိုရေးဆေးချလိုက်ပါမယ်အခါတက်ကိုအရန်မကြိုက်တဲ့လူကကြတော့စားနဲ့နေပြီးလို့ရှိရင်ရေကြာလေးစိမ်ထားပြီးမှရေးဆေးချပါနော်ချက်ကြောကြတော့အခါတက်လေးတွေနည်းနည်းစားကျင်လို့ဆိုပြီးတော့ဒီကြက်ဟင်းကားတရားလေးတိတ်မခါတော့လေရေပဲဆေးချလိုက်တယ်ပြီးလို့ရှိရင်ရေးဆေးထားပါတယ်နော်ကျက်သွန်နီလေးတွေကိုပပလိထားမယ်ကျက်သွန်ဖြူကိုဓာတ်ပြရိုက်ပြီးတော့ပပလေးလိထားမယ်စင်တင်ဖြစ်ပြီဆိုလို့ရှိရင်အိုးပူလာပြီဆိုတာနဲ့စီထည့်မယ်ပေါ့နော်စီကထမင်းစားဆုံး5ဆုံးလောက်သုံးထားတယ်ပြီးရင်စီပူလာပြီဆိုလို့ရှိရင်စီနည်းနည်းပူလာပြီဆိုတာနဲ့ကျက်သွန်နီနဲ့ကျက်သွန်ဖြူကိုထည့်ပြီးတော့စီတက်မယ်နော်မြို့သည့်အစိမ်းမုံလက်ဖက်ရည်စွန်း2ပုံ1ပုံပေါ့နော်ပြီးရင်ဆန်နွင်းနဲ့ငပိနဲ့ကလက်ဖက်ရည်စွန်း3ပုံ1ပုံလောက်ထည့်တယ်ငပိကိုအရင်စီးတက်လိုက်တဲ့ခါကျတော့မှုေးနေရပဲနော်ရေးစစ်ထားတဲ့ကြက်ဟင်းကားသီးတွေကိုထည့်ပြီးကြော်ပါမယ်ပြီးရင်နည်းနည်းလေးမှွေပေးလိုက်ပါနော်ရေကနည်းနည်းချင်းစီထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားပါမယ်5မိနစ်လောက်ထားလိုက်မယ်နော်ပစွန်6လေးတွေကိုထည့်ပြီးတော့ကြော်ပါတယ်စားကလက်ဖက်ရည်စွန်း4ပုံ1ပုံပြီးတော့ကြက်သားမုံကကြတော့လက်ဖက်ရည်စွန်း4ပုံ1ပုံလောက်ထည့်တယ်ပြီးရင်ရေနည်းနည်းချင်းထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ခဏလေးတည်ထားလိုက်ပါမယ်3မိနစ်ကနေ5မိနစ်ထိပေါ့နော်အဲ့ဒီကြားလောက်လေးတည်ထားလိုက်မယ်ပြီးငါးငတ်ပြရီကထမင်းစားဆုံးတစ်စုံထည့်တယ်ရတာမီကြည့်ပြီးတော့ငါးမုံတော့မဟုတ်ကြက်သားမုံပေါ့နော်တိုတရားကြတော့တစ်ဖက်ရည်စွန်းတစ်စုံလောက်ထည့်တယ်ပေါ့နော်ပြီးရင်ရေနည်းနည်းထည့်ပြီးတော့ခဏလေးတည်ထားမယ်ရေအများကြီးထည့်ပြီးတော့တည်တာကတော့တကယ်မကောင်းဘူးပေါ့နော်အဲဒါကြောင့်ရေနည်းနည်းချင်းစီထည့်ပြီးတော့မှဖုံးလေးခဏလေးအုပ်လိုက်ရေနည်းနည်းထည့်လိုက်ဖုံးလေးခဏလေးအုပ်လိုက်ပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တာပေါ့နော်ပြီးရင်တော့ရပြီနော်ဒီဟာလေးဆိုလို့ရှိရင်စီလေးနည်းနည်းပြန်လာပြီဆိုလို့ရှိရင်တော့ရပြီနော်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လေးလုပ်ထားပေးပါဦး bye bye